ငါတို့နှစ်ယောက်ကဒီချိန်မှာသူများကိုဈေးဝယ်ပေးတဲ့အတွက်ကြောင့်ပျော်ရွှင်မှုခဏတာရတာပေါ့မျက်ရှင်းပေးမယ်ပြောတော့ဆိုတော့ဒါပတ်စံမပေးရလို့ပျော်ရွှင်ရမယ့်အချိန်တစ်ချိန်ပြောမှတကယ်ကြီး So this is 7 grams of protein. So 4 grams. What did you say I say you're not normal people, you're champions. So you're going to eat like champions. Okay but you gonna pay for a week right For this one, yeah. Again. သူများစီလိုက်ဝယ်ထွက်ပေးနေတာပေါ့နော်ငါတို့ချန်ပီယံလူစားတောက်ရမယ်တဲ့သူကပဲအကုန်လုံးလိုက်ပြီးတော့ဘယ်လိုစားရမလဲဘာစားရမလဲသူကလိုက်ပြီးတော့ကြီးကြက်သူပေါ့ငါတို့ဆရာလုံနိုင်တယ်သူတယောက်ပဲရှိသေးရဲ့နော်နည်းနည်းအာနာချင်အောင်ဆောင်လိုက်အောင်မယ်ဘာဖြစ်ဆိုနိုင်ငံမတူလို့ တကယ်ချင်း ရ ဘာတွေကျုံနေတာ ကျုံနေတယ်တကယ်ချင်းရေဟိုမှာဟိုတယောက်ခုနပြောတာဒီသိဘူးလားချန်ပီယံဆိုလို့ရှိရင်ချန်ပီယံလူစားတောက်ရမယ်ဆိုတော့ချက်သားအဲ့လိုကလောဒီဘဝတော့ချက်ရုပ်လည်းပေါက်တော့ ကျက်ဥကိုတည်းချင်း မဒီကျုပ်ကတမနဲ့ကိုရှစ်လုံးတမနဲ့ရှစ်လုံးကုန်တယ် Greek stuff. You guys aren't cutting weight, so you can do high fat. If that is no cutting weight, you can do fat. Because it's good for your training. တကယ်ချင်းဒီနားလေလို့လား Yes I understand ကျွန်တော်တို့ခန္ဓာကိုယ်ရောမဆယ်ရောအားရောကောက်ပြတ်တည်ဆောက်လို့ရတယ်နော်